နေတာကွာအဲ့တော့ကတော့နေချက်တွေကကြီးကြော်တာတော့မှငါတို့တိုက်ထုတ်နိုင်တယ်အခုငါတို့နိုင်ငံပြည်ရင်းမှာဖြစ်နေတဲ့ပြည်ရင်းစစ်ကိုငါတို့ဘာလို့မတိုက်ထုတ်နိုင်ရမှာအကုန်လုံးလားစီးလုံးငါတို့တိုက်ထုတ်နိုင်တယ်အကုန်ဒီတောင်းသားတွေကလည်းအပါဝင်တောင်းသားတွေကလည်းအပါဝင်ဖြစ်နေအောင်အဲ့ဒါမှငါတို့နိုင်ငံကြီးကတိုက်ထုတ်နိုင်မှာကွာဒီလိုငါတို့စာရီတော့အေးသေးသေးမသိရဘူးကွာတင်လားဒီတောင်းအဲ့ဒီတောင်းနေတောင်းတော့အကုန်ကြောက်နေရတဲ့အချိန်မှာငါတို့တစ်ခါတည်းကနေစာရီနေရတယ်ငါတို့နိုင်ငံမှာအတိတ်နှစ်ခုတာအဲ့ဒါလေးစစ်သက်တော်ကြောင်းငါတို့နိုင်ငံကိုတိုးတက်အောင်လုပ်ပေးမယ်လူကရောက်လာအဲ့ဒီကလုတ်ပြန်ဆင်ရအဲ့ဒါအာဒီနောက်တစ်ခုကငါတို့နိုင်ငံရဲ့ဝန်ကြီးတချို့ဝန်ကြီးတွေအမရတွေကသူတို့အိတ်ကထဲကိုထည့်ရငါတို့နိုင်ငံကပြည်သူတွေမပေးဘူးအဲ့အချက်နဲ့ချက်ကအရှင်းဆက်အဲ့လိုမျိုးအကုန်လုံးမဟုတ်ဘူးနော်တချို့လို့ပါအဲ့လိုမျိုးလုပ်ခဲ့လို့ငါတို့နိုင်ငံကပြည်သူငါတို့အခုချိန်မှာဒီလိုမျိုးပေါင်းပြီးတော့စားနေရတဲ့အချိန်ကိုကြောက်နေအဲ့လိုမျိုးအားကြောင့်သူတို့ကအခုသူတို့လိုချင်တဲ့အခြေအနေကြီးငါတို့ကလုပ်ပြီးလို့မဖြစ်ဘူးပါကြငါတို့ဘက်ကလည်းတနည်းအားဖြင့်ဒီတောင်းရတဲ့အခုမင်းတို့ငါတို့ဆိုတာလေဒီတော်လိုင်းကြီးမှာပါတယ်အားကြောင့်လည်းအခြားနိုင်ငံတွေကျူးကျော်လာတော့မှငါတို့ကတိုက်ထုတ်နိုင်ငါတို့နိုင်ငံအဖြစ်ဖြစ်ငါတို့မတိုက်ထုတ်နိုင်ရမှာအားကြောင့်အားလုံးပဲဝင်ကြပါနဲ့ဒီကကပါ